မင်္ဂလာပါရှင် One Cases Channel ကနေကြိုဆိုလိုက်ပါတယ်။ဦးဆုံးအနေနဲ့အခုလိုနှစ်ဟောင်းကနေနှစ်သက်ကိုကူးပြောင်းတဲ့အခါသမယမှာနားဆင်နေတဲ့တငယ်ချင်းအပေါင်းအားလုံးဘေးရန်ဝေးကွာပြီးတော့မငင်ဆန္ဒတွေပြေးဝကြပါစေလို့အရင်ဆုံးဆုတောင်းပေးပါတယ်။ဒီနေ့မှာတော့ကြံကာလလေးနဲ့လည်းလိုက်ဖက်အောင်လို့ဝင်ကကြံရဲ့ပြန်ရုပ်တစ်ခုလို့ပြောလို့ရတဲ့အတာအိုးလေးနေရာကနေဝင်ပြီးတော့သူကြုံတွေ့ရတာတွေသူခံစားရတာတွေကို podcast အနေနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီလိုကြံကာလမှာအတာအိုးဆိုတာအိမ်တိုင်းရဲ့အိမ်ရှိမှာတွေ့ရလိမ့်ရှိတဲ့အရာလေးတစ်ခုပဲနော်။ကဲအခုဝိုင်းတို့ဒီလိုအချိန်သူ့ရဲ့ရင်ခုန်တန်တွေကဘယ်လိုရှိနေမလဲဆိုတာနားဆင်ကြည့်လိုက်ရအောင်နော်။မင်္ဂလာပါ။ကျွန်တော်ကမြေသားစစ်စစ်နဲ့လှုပ်ထားတဲ့အိုးအနီလေးပါ။လမ်းမေးကအိုးဆိုင်ဒီဇိုင်းရဲ့ထောက်မှာဖုန်တက်ပြီးတော့ကျန်နေခဲ့တာလာပိုင်းလောက်ရှိပြီလေ။ဒီနေ့ဆိုင်ရှိကလူတွေဖြတ်တန်းသွားတာကိုကြည့်လိုက်ဆိုင်ရှင်ထားတဲ့နေရာမှာနေလိုက်ကြွက်ကလေးတွေကလာပြီးမတိတတိလောက်တာကိုတီးခံခဲ့ရတဲ့ကျွန်တော်ဘဝနည်းနည်းတော့ပြင်းစရာကောင်းတယ်ကျွန်တော်နဲ့အတူတူရှိခဲ့တဲ့အိုးကြီးတွေကတော့ရေအိုးစင်ပေါ်ရောက်သွားကြပြီလေကျွန်တော်ကတော့သူတို့လောက်မကြီးလို့လားတော့မသိပါဘူးဗျာဘယ်သူမှလှည့်မကြည့်ကြအောင်ဒါမဲ့ဒီနေ့ကခရိုင်းနေနဲ့မတူနည်းနည်းလေးထူးခြားနေတယ်လေထဲမှာလဲဘရောက်ပန်းနံလေးတွေကျွန်တော်ရနေတယ်ပြီးတော့ဟိုးဝေးရလာတဲ့အိုးစီတန်အော်တကြံရောက်တော့မှာပဲကျွန်တော်သတိရပေးနေတဲ့သူကဘယ်သူများရှိမလဲအဲ့ဒီအချိန်မှာနှွေးထွေးတဲ့လက်တစုံကကျွန်တော်ကိုမလိုက်တယ်အန်နီတယောက်ပဲဒီအိုးလေးကအချိုးစားပြပြလေးပဲအတာအိုးလုပ်ဖို့ကောင်းနေတဲ့အဲ့ဒီစကားကျွန်တော်အတွက်တော့နှက်တန်ကြားလိုက်ရတယ်လို့ပါပဲအန်နီကကျွန်တော်ကိုအသာရမယူပြီးဆိုင်ရှင်ကိုဘလောက်လဲလို့မေးလိုက်တယ်ပြီးတော့သူပတ်စံပေးလိုက်ပြီးကျွန်တော်ကိုခေါ်ဆောင်သွားပါတော့တယ်ကျွန်တော်လားတယောက်တည်းဟုတ်ပါတအိုးရဲလို့ခံစားရပြီးတော့ငောင်းတောင်ဖြစ်နေရတာနေကျွန်တော်ကိုခေါ်ယူတဲ့သူရှိသွားပြီဆိုတော့အရန်ဝမ်းသာနေတာပေါ့ဗျအိမ်ကိုရောက်တာနဲ့အန်နီကကျွန်တော်ကိုစင်ကြအောင်တေချာဆေးကြောပေးတယ်အခုတော့ကျွန်တော်ကိုကဖုံးနေအားလုံးရေနဲ့ပါသွားပြီးတော့ကျွန်တော်ခန္ဓာကိုယ်လေးကတန့်စင်သွားပြီလေအယောင်လေးတွေကတော့ပိုတောက်လာတယ်ဆေးကြောလို့လည်းပြီးရောအေးမြတဲ့ရေတွေကိုကျွန်တော်ဘိုက်ထဲထည့်ပေးတယ်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့မြေနဲ့လေးကအခန်းထဲမှာတင်းပြန့်သွားတာပြီးတော့အုံးလက်ရယ်ရွှမ်းလှရယ်တပြေခက်ရယ်နှင်းစီရယ်နောက်ပြီးတော့ဇီးကက်လေးတွေအဲ့ဒါလေးတွေကိုကျွန်တော်ဦးကောင်းရဲ့အပေါ်မှာပန်းဆင်ပေးလိုက်တဲ့အခါအိုးကျွန်တော်ကတာမန်မြေအိုးလေးမဟုတ်တော့ဘူးလေတအိမ်လုံးရဲ့ဘေးအန္တရာယ်တွေကိုကာကွယ်ပေးမယ်အတာအိုးလေးဖြစ်သွားပြီခုနှစ်နန်းဆောင်အောင်ထိုးထားတဲ့ပန်းလေးတွေကိုခေါင်းမှာလှလှလေးပန်းဆင်ပြီးတော့ကျွန်တော်တိတ်ကိုပျော်ရွှင်အေးချမ်းနေပြီလေအိမ်နောက်အေဦးကန်းကဖျားစင်ပြီးမှကျွန်တော်ကိုတင်လိုက်တယ်အိမ်သားတွေရဲ့ဆူတောင်းတန်တွေကိုကျွန်တော်ကြားနေရတယ်တကြားမင်းကိုကြိုးပါတယ်ဒီနှစ်သက်မှာအေးချမ်းပါစေယောဂဗျာကင်းဝေးပါစေတဲ့သူတို့ရဲ့မျှော်လင့်ချက်တွေအားလုံးကျွန်တော်ရဲ့ပခုံးပေါ်ရောက်လာသလိုပဲကျွန်တော်လည်းဝိုင်းပြီးဆူတောင်းပေးလိုက်တယ်မိသားစုတွေဘေးအန္တရာယ်ကင်းပြီးကျန်းမာချမ်းသာကြပါစေလို့အခုတော့အားလုံးတိတ်ဆိတ်နေတဲ့ညံဦးရံကိုရောက်ပြီတနေ့လုံးအေယုကမှာကျွန်တော်ဝင့်ဝင့်ကြွကြွနဲ့နေခဲ့တာကျွန်တော်ခေါင်းပေါ်မှာပန်းလေးတွေလည်းအပြည့်ကျွန်တော်ရင်ထဲမှာလည်းပီတိတွေအပြည့်ကျွန်တော်ဒီနှစ်အတွက်9ရက်တာဝန်ကိုထမ်းဆောင်ပြီးတဲ့အခါတစ်နှစ်တာလုံးကျွန်တော်အနားယူရအောင်မယ်ဖုန်လေးနည်းနည်းတက်မယ်ပေါ့ဗျာဒါပေမဲ့နောက်နှစ်ဒီလိုတကြံရောက်တဲ့အခါကျွန်တော်ကလည်းပြန်ပြီးတော့တာဝန်တွေထမ်းဆောင်အောင်ပါပေါ့အခုတော့အိမ်သားတွေကမနှက်ဖြန်မှာမုံလုံးရေပေါ်စတုဒီတာလုပ်ဖို့ပြင်ဆင်နေကြတယ်ကျွန်တော်လည်းသူတို့နဲ့အတူရင်ခုန်နေမိတယ်မနှက်ဖြန်မနှက်လင်းရင်တော့တကြံအသားရည်တွေနဲ့အတူပျော်စရာတွေစတင်တော့မှာပေါ့ဒါကတော့
တကြံကာလဆိုရင်အိမ်တိုင်းရဲ့အိမ်ဦးကမ်းမှာရှိနေတတ်တဲ့အတာအိုးလေးတစ်လုံးရဲ့ပထမဆုံးနေ့မှတ်တမ်းပါနောက်တစ်ပိုင်းမှာလည်းတကြံနဲ့ခွဲမရအောင်အမြဲတမ်းအတူတူရှိခဲ့တဲ့ဒီရှင်နွေးပူပူတွေကြားကနေပြီးတော့လောကကြီးကိုကြည့်နေမဲ့မုံလုံးရေပေါ်လေးတွေအကြောင်းကိုလည်းနားဆင်ရမှာဖြစ်ပါတယ်နားဆင်ပြီးခဲ့တဲ့ငွေချင်းတွေအားလုံးကျမ်းမာချမ်းသာကြပါစေပျော်ရွှင်ငြိမ်းချမ်းတဲ့နှစ်သက်ကူနေ့ရက်လေးတွေဖြစ်ပါစေလို့ Wine Cassets Channel ကနေဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ရှင်နောက် podcast မှာပြန်တွေ့ပါမယ်နော်